မင်္ဂလာပါအကိုကြီးညီမတို့ကတော့ဗေဒါမော Expo ကုမ္ပဏီရပါရှင်အကိုတို့ J Property ကုမ္ပဏီအကြောင်းအရာလေးကိုအသေးစိတ်မိတ်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့ဗျကျွန်တော် J Property ရဆိုလို့ရှိရင်တော့2025ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီးတော့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ Asian တွေနဲ့ပတ်သက်ပြီးတော့ရောင်းခြင်းဝယ်ခြင်းနှိုင်းခြင်းနဲ့ပတ်သက်တဲ့ကိစ္စတွေကိုပုံမှန်လွယ်ကူပြင်မြန်စေဖို့အတွက်ရည်ရွယ်ပြီးတည်ထောင်ထားတဲ့ Digital Real Estate Platform တစ်ခုပဲဖြစ်ပါတယ်J Property ဟာ website နဲ့ application ကနေတစ်ဆင့် property owner, buyer, renter နဲ့ real estate agent တွေကို platform တစ်ခုထဲအောက်မှာစုစည်းပေးပြီးတော့ယုံကြည်စိတ်ချတဲ့ information သတင်းချက်လက်တွေကိုရှာဖွေနိုင်ဖို့အတွက်ကူညီဆောင်ရွက်ပေးပါတယ်ဗျ။ဒီအကိုတို့ဒီ J Property ကိုဘာကြောင့်ဖန်တီးဖြစ်ခဲ့တာလဲရှင်။ J Property website နဲ့ application ကိုမြန်မာနိုင်ငံ agent တွေဈေးကွက်ထဲမှာ digital platform ပေါ်ကိုဆောင်လာတဲ့အတွက်ရည်ရွယ်ပြီးတော့ဖန်တီးခဲ့ကြဖြစ်ပါတယ်ဗျ။ဒီအရင်တော့ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ဒီ agent တွေ control တိုက်ခန်းတွေပေါ့နော်ရောင်းဝယ်တာပြုလုပ်တဲ့အခါမှာတော့ဒီသတင်းချက်လက်ပြန်နိုင်မှုမရှိတာယုံကြည်စိတ်ချမှုအားနည်းတာအချိန်ကုန်တာအစရှိတဲ့ပြဿနာတွေရှိခဲ့တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်က J Property ကိုဖန်တီးပြီးတော့ property owner တွေအနေနဲ့ listing တွေအလွယ်တကူတင်လို့ရမယ်။ buyer renter တွေအနေနဲ့လည်းဒီယုံကြည်စိတ်ချရတဲ့ property information တွေကိုအလွယ်တကူရှာဖွေနိုင်တယ်ပေါ့။ဒါအပြင်ကျွန်တော်တို့က real estate agent တွေ company တွေအနေနဲ့လည်း marketing platform တစ်ခုအနေနဲ့အသုံးပြုနိုင်စေဖို့အတွက်ရည်ရွယ်ပြီးတော့ဖန်တီးခဲ့ကြရပါတယ်ဗျ။ဒီအကိုတို့ဒီ J Property ရဲ့ feature လေးတွေဘာတွေပါဝင်သလဲရှင်းပြပေးပါဦးရှင်။ property owner တွေ agent တွေအနေနဲ့လည်းမိမိတို့မှာရှိတဲ့ agent တွေ control တွေပေါ့နော်အလွယ်တကူနဲ့ listing တင်လို့ရမယ်။ township price range property တိုင်းလိုက် filter ကိုအသုံးပြုပြီးတော့လည်း property တွေကိုအလွယ်တကူရှာဖွေလို့ရတယ်။အသုံးပြုသူတွေအနေနဲ့လည်းအကောင့်ဖန်တီးပြီးတော့မိမိတို့ရဲ့ကိုယ်ပိုင် listing တွေပေါ့နော်စီမံခန့်ခွဲလို့ရတယ်။နောက်ပြီးလို့ရှိရင် buyer seller ဒါမှမဟုတ်လို့ရှိရင် agent တွေနဲ့လည်း direct ချိတ်ဆက်လို့ရတယ်။ website နဲ့ application တစ်မျိုးလုံးကိုအချိန်မီအသုံးပြုလို့ရနေတာဖြစ်ပါတယ်ခင်ဗျ။ဒီအကိုတို့ဒီ J Property application ကိုဘယ်သူတွေအသုံးပြုဖို့အတွက်အသစ်တော်ဆိုလို့ရှိရင်မိမိတို့ရဲ့ agent တွေ control တွေပေါ့နော်အကြောင်းအရာအတွက် listing တင်နေတဲ့သူတွေအချိန်ကုန်တက်တာပြီးတော့ digital platform မှာနေတစ်ဆင့် promote လုပ်ရှင်တဲ့သူတွေနောက်ပြီးလို့ရှိရင် agent တွေနဲ့ပတ်သက်ပြီးတော့ဝယ်ယူလိုတဲ့သူတွေငှားရမ်းလိုတဲ့သူတွေ agent တွေနဲ့ပတ်သက်တဲ့သတင်းချက်လက်တွေကိုအလွယ်တကူရှာဖွေနေတဲ့သူတွေအတွက်တင့်တော်ပါတယ်ခင်ဗျ။အခုလာမယ့်မေလမှာကျမပြုလုပ်သွားမယ်ဗေဒါမော Expo ပြပွဲမှာဆိုလို့ရှိရင်ဒီ J Property အနေနဲ့ပေါင်းပြသသွားမယ်လို့သိရပါတယ်ရှင်။အဲ့ဒီအကြောင်းလေးနဲ့ပတ်သက်ပြီးတော့လည်းပြပြပေးပါဦးရှင်။အခုလာမယ့်မေလ15ရက်ဆက်ကုန်ကျောင်းဝင်းစင်တာ YCT မှာဗေဒါမောကနေပြီးတော့ဒီငွေချင်းပါသွားမယ်ပေါ့နော်။ Expo ပွဲမှာကျွန်တော် J Property အနေနဲ့ booth number A50 ကနေပါဝင်ပြီးတော့ပြသသွားဖြစ်ပါတယ်။ဒါကြောင့်မို့လို့ agent တွေနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတဲ့သူတွေအနေနဲ့လာရောက်လေ့လာဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျ။ကျေးဇူးတင်ပါတယ်။